ရှင်စူရာဖန်စီကောင်းကနေကြိုဆိုလိုက်ပါရှင်ဒါလေးတွေကတော့16000နဲ့လက်စွပ်ကလေးတွေပါရှင်ဒါလေးယူရင်ဂါးနက်ကလေးပေါ့နော်ဒါလေးကဂါးနက်ကလေးပါဒါလေးကကြတော့နီလာပြလေးပါရှင်ဒါလေးကကြတော့ခရမ်းဇွဲလေးပါဒါလေးကကြတော့ဒီစိန်ပေါ့နော်စိန်ဖြူပုံစံလေးပါဒါလေးကအလုံးကဖန်စီလေးတွေပါရှင်လက်တိုင်းလေးတွေကဘယ်လောက်ရှိလဲကျွန်မတိုင်းပြပေးပါမယ်ဒီစိန်ဖြူလေးကိုအရင်ပြပေးပါမယ်ရှင်စိန်ဖြူလေးကိုရင်ပြပေးပါမယ်။တိုင်းဘယ်လောက်ရှိလဲတိုင်းပြပေးမယ်ရှင်။တစ်သက်သမခွန်ပါရှင်။ဒါလေးကကြာရွှေမဟုတ်ဘူးရှင်။ဒါလေးကကြာပလက်တီနမ်အရောင်လေးပါ။တေချာနီးစိလေးပြပေးမယ်။ပလက်တီနမ်ကာလာအရောင်လေးပါရှင်။ပလက်တီနမ်အရောင်လေးကိုသဘောကျတယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber မှာမှာယူလို့ရပါတယ်ရှင်။သူ့ရဲ့စိန်ဆိုင်ကလေးအပွင့်ဆိုင်ကလေးဘယ်လောက်ရှိလဲဆိုတာကျွန်မတစ်ချက်တိုင်းပြပေးပါမယ်ရှင်1 cm ပေါ့နော်1 cm လောက်တော့ရှိရယ်ဒါလေးယူမယ်ဆိုရင်16000ကျပ်ပါရှင် screenshot လေးရိုက်ပြီးတော့ Viber မှာမှာယူလို့ရပါတယ်ရှင်ဒါလေးက platinum color လေးပါ PT color လေးပါရှင်နောက်ထပ်ဒါလေးကကြတော့ခရမ်းဇွဲလေးပါရှင်ခရမ်းဇွဲလေးကကြတော့သူကရွှေရောင်လေးပါသူ့ရဲ့လက်တိုင်းလေးကိုကျွန်မတိုင်းပြပေးပါမယ်သူ့ရဲ့လက်တိုင်းလေးကတော့1.7 cm ရှိပါတယ်ရှင်ဒါလေးယူမယ်ဆိုရင်လည်း16000ကျပ်ပါရှင်သူကအလဲမှာခရမ်းဇွဲလေးကိုမှဘေးကစိန်လေးတွေနဲ့ခြေပုံစံလေးလုပ်ထားပါတယ်သူ့ရဲ့စိုက်ကလေးကလည်း1 cm ပေါ့နော်ဒီခြေစိုက်ကလေးက1 cm ရှိပါတယ်ရှင်ဒါလေးယူမယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber မှာလာမှာလို့ရပါတယ်ရှင်ဒါလေးကကြတော့ဂါးနက်ကလေးပါရှင်ဂါးနက်ကလေးကလည်းရွှေရောင်လေးပါရှင်သူ့ရဲ့လက်တိုင်းလေးကျွန်မတိုင်းပြပေးပါမယ်သူ့ရဲ့လက်တိုင်းလေးက1.7 cm ပါသူ့ရဲ့ size ကလေးလည်းတစ်ချက်တိုင်းပြပေးပါမယ်ရှင်ဒါလေးက1 cm ရှိပါတယ်ရှင်ဒါလေးမှာယူခြင်းနဲ့ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber မှာလာမှာလို့ရပါတယ်ရှင်ဖုန်းလေးဆက်ရင်ကျမတို့ကပစ္စည်းလေးတွေမှားတတ်လို့တခါလေး Viber ကိုခေါ်ရဲဆိုတာအဲ့ဒါကြောင့်မလို့ပါရှင်ဒါလေးကကြတော့နီလာပြလေးပါရှင်နီလာပြလေးယူမယ်ဆိုရင်ဒါလေးလည်း16000ကျပ်ပါရှင်လက်တိုင်းလေးကျမတိုင်းပြပေးပါမယ်လက်တိုင်းလေးက1.9 cm ရှိပါတယ်ရှင်လက်တိုင်းလေးက1.9 cm ပါဒါလေးလိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber မှာလာမှာလို့ရပါတယ်ရှင်ပစ္စည်းအရေးအတွက်ကလေးကတော့အရင်နေပါတယ်ကုံနေဆိုရင်ကျမဒီဗီဒီယိုအရှည်လေးမှာကုံဆိုပြီးတော့ရေးပေးပါမယ်ရှင်ဝယ်ယူအားပေးသူတို့ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် Viber 3995251136ကတစ်စင်းမှာယူလို့ရပါတယ်ရှင်နင်ဂျာဘန်ရောက်တဲ့မျိုးတိုင်းကိုအင်ရောက်ငွေချေပို့ပေးပါတယ်ရှင်